တော့လေးစားဆိုတဲ့စကားလုံးကိုသိကြတာဒါတော့လေးစားမဟုတ်ပါဘူးကိုကိတ်ပါအဲ့တော့လေးစားရည်ထဲမှာ diode လေးစားဆိုတာရောဘာလဲဘယ်နေရာတွေမှာအသုံးပြုရဲဆိုတာရောသိကြရလားဒီနေ့တော့ခေတ်စားလာတဲ့ diode လေးစားအကြောင်းကိုရိုးရှင်းလွယ်ကူပြီးတော့နားလည်ရလွယ်အောင်လို့ကျွန်တော်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုကလေးစားတွေကမှ diode လေးစားအကြောင်းကိုတီးတန့်ပြောသွားမှာဖြစ်တဲ့ကြောင့်တခြားလေးစားတွေရဲ့အကြောင်းကိုသိချင်တော့ရှင်းဗီဒီယိုမှာတွားပြီးတော့ကြည့်လို့ရပါတယ် diode လေးစားတွေကဘာလို့လဲဆိုတော့လေးစား pointer တွေပြီးရင် laser cutting machine တွေပြီးတော့ barcode scanner တွေအဲ့ဒီမှာအများဆုံးတွေ့ရတယ် diode လေးစားကဘယ်လိုလုပ်တယ်လဲဆိုတော့အဲ့ဒီ diode လေးစားဆိုတဲ့ diode လေးကိုလျှက်စစ်ပေးလိုက်တဲ့အခါမှာအထက်က electron လေးတွေကတုံခါသွားပြီးတော့ photon လေးတွေကိုထုတ်ပေးတာပါပဲအဲ့ဒီ photon လေးတွေကဖြောင်တန်းနဲ့အလင်းလိုင်းအားအနေနဲ့ထွက်လာပြီးတော့မှမှန်ဘလူးနဲ့ပြန်ပြီးတော့စီးလိုက်တဲ့အခါမှာ laser ဆိုတဲ့အပူစွမ်းအင်တစ်ခုကိုထွက်လာတာပဲဖြစ်ပါတယ်အားကြောင့်မို့လဲသူက cutting machine တွေမှာသုံးရတဲ့အထီကိုသူကသုံးဝင်ပါတယ် diode laser ကဘာလို့ခေတ်စားလာရလဲဆိုတော့တခဲတတိလေးတစ်လုံးရှိုံတဲ့တင်ကို diode တစ်လုံးကအလုံးလုပ်ပါတယ်ဟောတခဲလောက်ပမာဏနဲ့အလုံးလုပ်တယ်ဆိုတော့တော်တော်လေးကိုစွမ်းအင်ရှိတာနိုင်တဲ့ထဲမှာလည်းပါတယ်ပြောရရင်တော့ဝတ်အားမစားဘူးပေါ့အဓိကအကြိုက်ဆုံးချက်ကတော့ तू ကတက်တန်းအရန်ကြာသုံးနိုင်တာပါပဲပြီးတော့ဈေးလည်းအရန်တက်တာပါတယ်ပြန်လည်ပြင်ဆင်မယ်ဆိုလို့ရှိရင်ပြင်ဆင်ဖို့ကလည်းတိတ်ပြီးတော့ခက်ခဲတဲ့မှာလည်းမပါဘူးတက်တန်းအပြင်လည်းတခြားလီဇာတွေထက်ကိုတော်တော်လေးကိုကြာသုံးရပါတယ်ဒီလီဇာတော့လုံးခံတက်လာပါဗျာဒါပေမဲ့ဟိုလီဇာတော့တော်တော်လေးကိုခံပါတယ်အဲ့တော့အဲ့ဒီ diode laser တွေကိုကျွန်တော်တို့ဘယ်မှာသုံးလဲဆိုတော့ fiber optic လို့ခေါ်တဲ့ကျွန်တော်တို့ဒီ wifi ကြိုးတွေထဲမှာ data တွေကို transfer လုပ်ဖို့သုံးတယ်ပြီးတော့စက်မှုထုတ်လုပ်ရေးတွေဖြစ်တဲ့ plastic တွေသစ်သားတွေနဲ့တခြား material တွေကိုဖြတ်တဲ့တောက်တဲ့နေရာတွေနဲ့ engraving လုပ်တဲ့နေရာတွေမှာလည်းသုံးတယ်မျက်လုံးခွဲတာတွေကအစအသေးစိတ်အရန်ကိုဒီတိကျတဲ့ခွဲစိတ်မှုတွေမှာ laser တွေကိုသုံးလာကြတယ်အဲ့ဒါတွေကလည်း diode laser တွေပါပဲဒီကောင်လေးဆိုလို့ရှိရင်ဒါ diode laser နဲ့ catenary လုပ်ပြီးတော့ design ချပြီးတော့ creative လုပ်ထားတဲ့ပစ္စည်းလေးတစ်ခုပဲဖြစ်ပါတယ်ဒီလိုမျိုး keychain လေးတွေကိုလည်း creative လုပ်ရတဲ့အပိုင်းမှာလည်းတော်တော်လေးကိုလည်းအသုံးဝင်ပါတယ်ဒီ laser set ကိုဘယ်ဒီမှာထပ်သုံးသေးလဲဆိုလို့ရှိရင်ဆိုင်းဘုတ်သမားတွေလည်းစလုံးလီးတဲ့နေရာမှာလည်းအသုံးပြုလို့ရတယ်ပြီးတော့အထည်ချုပ်စက်ရုံတွေမှာလည်းအဓိကသုံးရတဲ့ပိတ်စတွေဖြတ်တာလေသာတွေဖြတ်တာနဲ့လေသာတွေပေါ်မှာစာတွေထွင်းတာတွေကအစဒီ diode laser ကိုအသုံးပြုလို့ရပါတယ်တော်တော်လေးမိုက်တဲ့ချက်လို့လည်းပြောရအောင်ကိုယ့်ရဲ့ product ပေါ်မှာကိုယ့်ရဲ့ logo လေးဖြစ်ဖြစ် product နာမည်လေးဖြစ်ဖြစ်ထိုးလိုက်တာကလည်းအချိန်ကုန်လည်းအရန်သက်သာစေတယ်ဒီလိုမျိုးခုံးနေတဲ့မျက်နှာပြင်ပေါ်မှာလည်း rotary stand ကိုသုံးပြီးတော့စလုံးတွေထွင်းတာ logo တွေထွင်းတာနဲ့ catenary လောက်တာအထိကိုစောင့်ဆောင်နိုင်ပါတယ်အဲ့တော့မြန်မာပြည်ရဲမှာဆိုလို့ရှိရင်တော့ attested ရှိမယ် H2 ရဲ့ ASCII fan ဆိုပြီးတော့ကျွန်တော်3မျိုးလောက်ကိုတပြိုင်နဲ့ကျွန်တော်စိုင်းခဲ့မှုတယ်အဲ့ဒီထဲမှာ3မျိုးကလွယ်ပြီးတော့ user ingredient ဖြစ်တဲ့ထဲမှာပြောပါဆိုလို့ရှိရင်တော့ ASCII fan ပဲလို့ကျွန်တော်ပြောရလိမ့်မယ်အဲ့ဒီ ASCII fan ထဲတောင်မှ S30 Ultra CD တွေကပို့ပြီးတော့ငိမ့်နေအသုံးပြုရတာပို့ပြီးတော့ကောင်းတယ် error လည်းနည်းတယ်လို့ကျွန်တော်တွေ့ခဲ့ရတယ်ဘာလို့ S30 Ultra CD ကိုမှပို့ပြီးတော့ကြိုက်ရလဲဆိုလို့ရှိရင်သူ့မှာကရေးပေါ်ဖြစ်လို့ရှိရင်သုံးရမယ် emergency switch တွေပါလာတယ်ပြီးတော့ key တွေပါလာတယ် working area နှစ်ပေခွဲပတ်လဲပါလာတဲ့ကြီးကိုကလေတော်တော်လေးကိုကျန်းနေတယ်မှာပါတယ်ပြီးတော့နောက်ထပ်ကြိုက်ရတဲ့အကြောင်းရင်းက S30 Ultra CD တွေက air assist လို့ခေါ်တဲ့ လေ pressure ပါလာတာပါပဲဒီဗီဒီယိုကိုကြည့်ပြီးတော့ diode laser အကြောင်းကိုတော်တော်လေးနားလည်သွားမယ်လို့ထင်တယ် diode laser နဲ့ပတ်သက်ပြီးတော့စုံစမ်းကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ chat box ဖြစ်ဖြစ် page ဖြစ်ဖြစ် Viber မှာဖြစ်ဖြစ်ကျွန်တော်မေးထားနိုင်ပါတယ်laser set တွေကလည်းကျွန်တော်မှာ install ရှိနေပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်ကျွန်တော်မန်ဆွမ်းမယ်ဖြစ်ပါတယ်